ကားတော့ဖြစ်သွားပြီပေါ့နော်တော်တော်လေးကိုနှင်းရအေးအိမ်မှာဆိုတော့ဒါရေခဲပြင်ဒီကောင်ဖွင့်လိုက်အဲ့လောက်ရေခဲပြင်ရွှေ့ရ Oh my god အနည်းဆုံးမရှိဆိုခြေစလုံးတော့ပဲဒီဟာကြီးကတော့ Oh my god ဟိုအိမ်ရှိဆိုတော်တော်ဖုံးသွားပြီဒါအမြင့်ကတော်တော်မြင့်သွားပြီပေါ့နော်နင်းတို့မကြည့်ရဘူးမပြောစရာလေအရန်တိုက်တော့လေဒီတစ်ပင်တွေပေါ်မှာနှင်းနေအများကြီးမကြံဘူးတစ်ပင်တွေပေါ်မှာနှင်းနေတော့အများကြီးမရှိနေဘူးလေရန်တိုက်တော့ဒါမှန်မှန်မြင်နေရတဲ့အနေအထားပေါ့နော်မှန်မှဆိုရင်အခုလိုမနက်က6နိုင်လောက်ထားကြည့်တာဒီနှင်းကြီးကခဲပြီးတော့ဘာမှမမြင်ရဘူးပေါ့ဒီလိုမျိုးအောက်ဒီလိုမျိုးဖြစ်နေတာနှင်းကြီးကလုံးဝခဲပြီးတော့အပြင်ဘာမှမမြင်ရအခုတတိယထားနည်းနည်းလေးအခုက17နာရီထိုးသွားပြီ17နာရီမှာဒလားတော့ဖြစ်သွားပြီပေါ့နော်ဒီခေါက်တော်ကြံခဲ့ပထမတစ်ခေါက်နှင်းမို့လည်းပိုကြရလို့ပြောရမယ်ပေါ့နော်ဒါကအနောက်ဖက်ဒီကနေတွေ့ရအနောက်ဖက်ချမ်းနေတွေ့ရတဲ့နေရာပေါ့နော်လုံးဝနှင်းကတော်တော်လို့တက်ပြီးတော့ဒီရေခဲပြင်ကြီးကလုံးဝရေခဲပြင်ကြီးဖြစ်တယ်ဒီမှန်ရဲ့အနောက်မှာဟိုဟာရှိရပေါ့နော်ဘယ်လိုပြောမလဲချင်းလုံးစကားရှိရချင်းလုံးစကားမှာလုံးဝရေခဲပြင်နေဖြစ်နေမနက်ကဆိုရင်ဒီချမ်းလုံးကပိတ်ပြီးတော့မှောင်မဲနေဘာမှမမြင်အောင်ဆိုခုမနက်ကတွေ့ရတယ်ဒီမှာခုံလုံးထားတာခုံလုံးလည်းလုံးဝအပြေးနောက်ပြီးဒီနှင်းတူကိုကြည့်လိုက်နှင်းတူကိုကြည့်လိုက်ဒီနေ့ဘလို့ဖြစ်နှင်းတူကအဲ့လောက်မြင်ဟိုရှော့ဆောက်ကြည့်လို့တက်သွားတာလည်းမသိဘူးနှင်းကြီးကတလောက်ထိတက်သွားပြီးတော့အဲ့ဒါချင်းစီခါတဝက်ပဲလူတယောက်ရဲ့ခါတဝက်လောက်ကိုဖြစ်သွားပြီပေါ့နော်ဒီကနေထွက်မယ်ဆိုရင်တော့မလွယ်ဘူးခါတဝက်လုံးဝခါတဝက်ဘေးအိမ်ကတော့အလုတ်သွားတာလားမသိဘူးဒီချိန်အလုတ်သွားအမှန်တော့သူ့အိမ်အခန်းကိုအရှိတ်ဘက်ကအနောက်ဘက်ကိုရှင်းထားတာတွေ့ရလိမ့်မယ်တွေ့လားမသိဘူးเนาะပြပဲဟိုမှာဟိုးနားလေးမှာအကွက်ကလေးဖြစ်နေအဲသူလမ်းတကြောရှင်းထားတာပေါ့နော်အလုတ်သွားအထင်နဲ့အရှိတ်ပါလဲရှင်းထားတယ်နောက်မှလည်းသူရှင်းထားရဲဆိုတာအလုတ်သွားဖြစ်လိမ့်မယ်အခုကားတွေရဲ့အခြေအနေကတော့လုံးဝအဲ့လိုတွေဖြစ်ကုန်တာတော်တော်ရှင်းရမယ်နှင်းကားတွေရဲ့အရှိတ်မှာနှင်းဘုံကြီးကနှင်းထူကြီးကလည်းနဲတာကြီးမဟုတ်ဘူးပေါ့နော်တော်တော်ကြီးများတယ်ပြီးတော့ပုံမှန်ဆိုရင်ဒီနေ့ကအလုံးဝအပြင်မသွားဘူးဆိုပြီးတော့လောက်ထားတာပေါ့နော်တကယ်လို့သွားမယ်ဆိုရင်လေကားပေါ်မှာစားစရာပစ္စည်းဘာတွေအလုံးလောက်ယူသွားရမယ်မဟုတ်ဘူးတန်ဝင်250ရိုက်ခံရမယ်အရေးအကြောင်း emergency မရှိဘဲနဲ့လုံးဝမထွက်အောင်